ဒီဆိုင်ရဲ့စားဖို့မူဟာ lobster ပူဆုံထုတ်ကြီးတွေကိုအကောင်းဆုံးချက်ပြုတ်နည်းလေ့လာနိုင်ဖို့အတွက်တင်တစ်နှစ်ကိုပူဆုံထုတ်ကောင်ရေ9000ထိတစ်ဖြတ်ချက်ပြုတ်လေးရှိသူဖြစ်ပါတယ်။သူဟာအဲ့ဒီနည်းစနစ်ကိုကျွမ်းကျင်ပိုင်နိုင်သွားတဲ့အခါမှာတော့ဘီလက်မြေနဲ့တူလာတဲ့ sauce တစ်မျိုးနဲ့အတူပူဆုံထုတ်ကိုစတင်ပြင်ဆင်တည်ခင်းပါတော့တယ်။ဘီလီယံနာတထေးကြီးကအဲ့ဒီပူဆုံထုတ်ကိုမြည်စမ်းကြည့်ဖို့လုပ်တဲ့အချိန်မှာပဲစားဖို့မူကသူ့ကိုချက်ချင်းသားမြစ်လိုက်ပြီးဒီပူဆုံထုတ်ကိုအဲ့ဒီ sauce နဲ့တွဲဖက်စားသုံးရမယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။တထေးကြီးမြည်စမ်းကြည့်လိုက်တဲ့အခါမှာတော့သူထင်ထားတာထက်ကိုအဆက်ပေါင်းများစွာပုံမရတာရှိနေတာကြောင့်ချက်ချင်းပဲအံ့ဩမြင်သက်သွားခဲ့ရပါတယ်။ဒီစားဖို့မူဟာကဘာပေါ်မှာအတော်ဆုံးစားဖို့မူတူဖြစ်ပါတယ်။သူဟာဘီလီယံနာတထေးကြီးတွေနဲ့အရာရှိကြီးတွေအတွက်ပဲတီးတန့်ချက်ပြုတ်ပေးလေးရှိသူဖြစ်လူသိများပါတယ်။အခုအချိန်မှာတော့သူဟာသူ့ကိုကူညီပြီးချက်ပြုတ်ပေးနိုင်မဲ့သူ့လိုပါရမီပါတဲ့သူတို့ကိုစတင်ရှာဖွေနေခဲ့ပါပြီ။လမ်းဘေးမှာဆက်ဆက်လေးနဲ့ခောက်ဆွဲကြော်ရောင်းနေတဲ့မိန်းကလေးတစ်ယောက်ကဒီတရင်ကိုသိရှိသွားတဲ့အခါမှာတော့နံပါတ်1စားဖို့မူကြီးရဲ့စားတောက်ဆိုင်မှာအလုပ်လုပ်ဖို့အတွက်ချက်ချင်းသွားရောက်လျှောက်ထားခဲ့ပါတယ်။စားဖို့မူကြီးကသူ့မကိုအလုပ်ခန့်အပ်ခြင်းခံရဖို့အတွက်စာမေးပွဲတစ်ခုကိုဖျက်ကျော်ရမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီစံတက်မှုကတော့ထမင်းကြော်ပြိုင်ပွဲဖြစ်ပြီးသူမကြော်တဲ့ထမင်းကြော်ဟာအဲ့ဒီဆိုင်ကအဓိကစားဖို့မူရဲ့ထမင်းကြော်ထက်ပိုမိုရတာရှိရမှာဖြစ်ပါတယ်။ပထမဦးစွာဆိုင်ရဲ့အဓိကစားဖို့မူကထမင်းကြော်ပြင်ဆင်ဖို့အတွက်လက်ဆက်တဲ့ထမင်းပူပူတွေကိုပကံလုံးနဲ့ထည့်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲအဲ့ဒီမိန်းကလေးကတော့သူမရဲ့ထမင်းကြော်အတွက်ရေခဲတစ်တာထဲမှာတင်းစေးထားတဲ့မနေ့ကထမင်းကြံတွေကိုယူပြီးကြော်ပါတော့တယ်။အဓိကစားဖို့မူကသူ့ရဲ့ထမင်းကြော်ကိုဆွဲဆောင်မှုရှိပြီးလပတ်စေဖို့အတွက်ဟင်းသီးဟင်းရဲ့စုံလင်စွာထည့်သွင်းခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးကတော့အပေါ်လဆင်မှုတွေအများကြီးမလုပ်ပဲရိုးရိုးရှင်းရှင်းပုံစံနဲ့ထမင်းကိုကြော်ခဲ့ပါတယ်။ဟင်းလျာနှစ်မျိုးစလုံးပြီးဆုံးသွားတဲ့အခါမှာတော့ဆိုင်ရဲ့ခေါင်းဆောင်စားဖို့မူကြီးကိုယ်တိုင်မြည်စမ်းကြည့်ခဲ့ပါတယ်။ထို့နောက်စားဖို့မူကြီးကအဲ့ဒီမိန်းကလေးကိုအနိုင်ရရှိသူဖြစ်ကြေညာလိုက်ပါတော့တယ်။အဓိကစားဖို့မူကတော့ဒီရှုံးနိမ့်မှုကိုလုံးဝလက်မခံနိုင်တာကြောင့်ခေါင်းဆောင်စားဖို့မူကြီးနဲ့ပြင်းပြင်းထန်ထန်အငင်းပွားပါတော့တယ်